ဝါလကိုတော့ပါဠိစကားကိုသုံးတယ်ဆက်ကဝါလကိုစัจ java လာလို့ဆိုတယ်ဆက်ကဝါလကိုဘယ်လိုသုံးထားလဲဆိုတော့ဝိနည်းဘိဒကတာရထဒီပဏိတေဃာကြောင့်၌နေမိသံဌာနသတိသေနဆက်ကဝါလပပ္ပဒေနပရိခိတ္တတာဆက်ကဝါလန္တိဘဝစတိနေမိသံဌာနသတိသေနအကွတ်သံသံဆက်ကဝါလပပ္ပဒေနဆက်ကဝါလတောင်တို့ဖြင့်ပရိခိတ္တတာဝိုင်းရအတိအဖြစ်ကြောင့်ဆက်ကဝါလန္တိဆက်ကဝါလဟူ၍ဘဝစတိဆိုရ၏တဲ့နေမိတန်ဌာနအကွက်ဆိုတာတန်ပြူဆရာများဂဟေဆက်တဲ့ထက်တောင်ကြီးတွေကိုဟိုဘက်ဒီဘက်အကြားမရှိအပေါက်မရှိဂဟေဆက်ထားတာအဲ့ဒါကိုနေမိခေါ်တယ်ဒီကဲ့သို့စัจ java လာတတိုင်းကြီးကဘေးကဝိုင်းဝိုင်းကြီးဝိုင်းထားတယ်အဲ့ဒီအချက်မှာဒုသူငါတွေနေကြတယ်စัจ java လာတောင်ကြီးကဝိုင်းရံထားတယ်တဲ့စัจ java လာတိုင်းကြီးကဘလောက်ကြီးမြင့်မားတယ်လဲဆိုတော့စัจ java လာတတိုင်းကြီးရဲ့တောင်ကြီးရဲ့အမြင့်ကခုခဲအသုံးတော့ပေနဲ့တိုင်းလို့မရပါဘူးမိုင်းနဲ့တိုင်းလို့လည်းမရပါဘူးကီလိုမီတာနဲ့တိုင်းလို့လည်းမရပါဘူးမရတော့အဲ့ဒါကိုပြောတော့အခါစัจ java လာယူဇနာနဲ့သာပြောလို့ဖြစ်တယ်စัจ java လာယူဇနာအားဖြင့်ပြောရမယ်ဆိုရင်အမြင့်ကယူဇနာပေါင်း 42,000 အမြင့်ဆောင် 42,000 မြင်တော့စัจ java လာတိုင်းကြီးဘေးကရနေစัจ java လာတိုင်းကြီးကဝိုင်းဝိုင်းကြီးဖြစ်တယ်စัจ java လာတိုင်းကြီးဝိုင်းနေသောကြောင့်ဒုသူငါတီတော့စัจ java လာတိုင်းကြီးအတွင်းမှာနေကြတယ်ပထဝီစာအုပ်ကျောင်းသားတွေဖတ်ကြတော့ပထဝီကစัจ java လာကမ္ဘာလောကကြီးကကမ္ဘာလုံးကြီးလို့ရေးထားတယ်ဗုဒ္ဓဘာသာကျမ်းဂန်ကကမ္ဘာလုံးလို့လည်းမရေးပါဘူးကမ္ဘာပြားလို့လည်းမရေးပါဘူးကမ္ဘာဝိုင်းဆိုရင်မှန်လိုက်တယ်စัจ java လာတိုင်းကြီးကဝိုင်းဝိုင်းကြီးရံထားတော့ကြောင့်ကမ္ဘာဝိုင်းကြီးဖြစ်တယ်အဲ့ဒီစัจ java လာတိုင်းကြီးအတွင်းဘာတွေရှိလဲရေတွေရှိတယ်ရေတွေအပြည့်ရှိတယ်ရေတွေကချက်ဝက်ရေရဲ့အချက်အမြင့်စัจ java လာမိုင်အားဖြင့် 42,000 မြင့်ရေတွေရှိတယ်အဲ့ဒီရေတွေရဲ့အလဲကျဲတဲ့မှာတောင်ကြီးတစ်လုံးရှိတယ်ဒီတောင်ကြီးကိုမြင့်မို့တောင်လို့ခေါ်တယ်ဒီတောင်ကြီးကအမြင့်ဘယ်လောက်မြင့်တယ်လဲဆိုတော့စัจ java လာယူဇနာအားဖြင့်ယူဇနာပေါင်း 7,400 မြင့်တယ်ရေရဲ့အပေါ်မှာ 7,400 အောက်ရေတဲ့မြင့်မြုပ်နေတာကလည်း 7,400 မြင့်မြုပ်နေတယ်ဒါကြောင့်မို့ 7,400 နှစ်ပြန်ဆောင်တော့မြင့်မို့တောင်လို့ခေါ်တယ်အဲ့ဒီမြင့်မို့တောင်ကြီးရဲ့ထိပ်မှာတာဝတိလာနတ်မြို့ရှိတယ်တရားမင်းဆံရတာဝတိလာနတ်ပြည်ကမြင့်မို့တောင်ကြီးထိပ်မှာရှိတယ်မြင့်မို့တောင်ကြီးထိပ်ကဘယ်လောက်ကျယ်ပြန့်တဲ့တုံးလို့ယူဇနာစัจ java လာ100ကျယ်တယ်အဲ့ဒီပေါ်မှာယူတာဝတိလာနတ်မြို့ရှိတယ်မြင့်မို့တောင်ကြီးရဲ့ထိပ်ဝက်မှာယူဇန်တို့တောင်ရှိတယ်တောင်စဉ်9ဆရဲ့အမြင့်ဆုံးတောင်မြင့်မို့တောင်ကြီးရဲ့ထက်ဝက်ယုဂန်တို့တောင်ထိပ်မှာအရှိဘက်အနောက်ဘက်တောင်ဘက်မြောက်ဘက်တို့နဲ့ဘုံတွေရှိတယ်နတ်ဘုံတွေအဲ့ဒီဘုံတွေမှာလောကပါဠနတ်ကြီး၄ပါးညီရတယ်သူတို့ကိုသတုလောကပါဠနတ်မင်းကြီး၄ပါးလို့ခေါ်တယ်အရှိဘက်ကနတ်မင်းကြီးတစ်ပါးအနောက်ဘက်ကတစ်ပါးတောင်ဘက်ကတစ်ပါးမြောက်ဘက်ကတစ်ပါးသူတို့ဘုံပိတ်မှန်နဲ့သိုးဆံနေကြတယ်သူတို့ဒီတရားမင်းရဲ့စတိတော်များကြီးလည်းဖြစ်ကြတယ်သူတို့ကလောကကြီးကိုစောင့်ကြတော့ကြောင့်လောကပါဠနတ်မင်းကြီးလို့ခေါ်ကြတယ်ထို့အပြင်ကိုယ်ကံအားလျော်စွာသတုမရဲ့နတ်ဘုံရောက်နေတော့နတ်တွေလည်းအများကြီးရှိသေးတယ်ဒါကမြင့်မော်တောင်ရဲ့ထက်ဝက်မှာဒီတော့ဘုံကိုပြောတယ်တို့အခုမြင်းနေရတော့ကောင်းရင်ကလာနေနက္ခတာယာတွေဟာယုဂန်တို့တောင်ထိပ်နဲ့ညီမြသောနေရာကသွားနေကြခြင်းဖြစ်တယ်ပထဝီကျောင်းသုံးစာအုပ်တွေကြတော့ကဒါတွေကမသွားဘူးကဘာကြီးကလဲနေတယ်လို့ဆိုပါတယ်ဒီတို့ဗုဒ္ဓဘာသာကျမ်းဂန်ကဒီလိုမဆိုပါဘူးမြင့်မို့တောင်နဲ့ထက်ဝက်ယုဂန်တို့တောင်ထိပ်ကသွားနေတာမျိုးဖြစ်တယ်မြင့်မို့တောင်ကြီးရဲ့အရှိဘက်မှာရေထဲကနေမြေပြင်ကြီးတစ်ခုပေါ်နေတယ်ရေထဲကနေပေါ်တော့ကြောင့်ကျုံးခေါ်တယ်အဲ့ဒါအရှိဘက်ကျုံးမြင့်မို့တောင်ကြီးအနောက်ဘက်ကလည်းရေထဲကနေမြေပြင်ကြီးတစ်ခုပေါ်နေတယ်အဲ့ဒီမြေပြင်ကြီးကိုအနောက်ကျုံးလို့ခေါ်တယ်မြင့်မို့တောင်ရဲ့မြောက်ဘက်ကလည်းရေထဲကမြေပြင်တစ်ခုပေါ်ထွက်နေတယ်အဲ့ဒါမြောက်ကျုံးခေါ်တယ်မြင့်မို့တောင်ရဲ့တောင်ဘက်ကလည်းရေထဲကမြေပြင်ကြီးတစ်ခုပေါ်ထွက်အဲ့ဒါတောင်ကျုံးခေါ်တယ်ပါဠိသုံးစကားအားဖြင့်မြင့်မို့တောင်အရှိဘက်ကကျုံးကိုပုပ္ပဝိတိဟကျုံးတဲ့မြင့်မို့တောင်နောက်ဘက်ကကျုံးကိုအပရာဂောယာနာကျုံးတယ်မြင့်မို့တောင်မြောက်ဘက်ကကျုံးကိုဥဒ္ဒရဂုရုကျုံးခေါ်မြောက်ဘက်ကျုံးပေါ့မြင့်မို့တောင်ဘက်ကကျုံးကတော့သဘူဒီပကျုံးတို့သူကနေကြတာသဘူဒီကျုံးမှနေကြတယ်အဲ့ဒီဟာကိုအမိယူပြီးတော့ကဘာအေးကကျောင်းဆောင်ကြီးတွေဟာ
ကျွန်းကြီးလေးကျွန်းရဲ့အမည်ကိုအပေးထားခြင်းဖြစ်တယ်ပုပ္ပဝိတေဟကျောင်းဆောင်အပရာဂောယာနာကျောင်းဆောင်ဥတ္တရဂုလူကျောင်းဆောင်သဗ္ဗုတိပကျောင်းဆောင်ဆိုတာကျွန်းကြီးလေးကျွန်းအမည်တွေဖြစ်တယ်ဒီကျွန်းလေးကျွန်းပေါ်မှာလူတွေရှိကြသလားရှိတယ်အဲ့ဒီလူတွေဟာအတူတူတူသလားတူတယ်သို့တော့မတူဘူးတူတာဘာတူတယ်လဲဆိုတော့ဒီလူတွေကခြေထောက်နှစ်ချောင်းပါရတယ်တူတယ်လက်နှစ်ချောင်းပါတယ်တူတယ်ပါးစပ်ပါတယ်စကားပြောတယ်တူတယ်ယောက်ျားမိန်းမရှိကြတယ်တူတယ်အဲ့ဒါတူသောကြောင့်ပါးစပ်ဖြင့်အသာစားတယ်စကားပြောတယ်အဲ့ဒါတူတယ်သူတို့ဒီအနှစ်900အသက်ရှင်ကြတယ်အနှစ်900ပြည်တော်နေမှာသေးတယ်အနှစ်900မပြည့်ခင်သေသွားတဲ့လူတယောက်မှမရှိဘူးထိုနည်းတူမြင့်မို့တောင်ရဲ့အနောက်ဘက်ကျွန်းမှာနေကြသောလူတို့တွေမွေးသောနေ့ကနေပြီးတော့သေသောနေ့တိုင်အောင်သူတို့ဒီအနှစ်900အသက်ရှင်ကြတယ်အနှစ်900ပြည့်ပြီးမှသူလူများသေကြတယ်အရှိဘက်ကျွန်းနဲ့အနောက်ဘက်ကျွန်းတို့ဒီအနှစ်900ကြီးတူညီကြတယ်မြင့်မို့တောင်ရဲ့မြောက်ဘက်ကဥတ္တရဘုရုကျွန်းနဲ့နေကြသောသူတို့ဒီ9ပါးသီလမြဲသောကြောင့်ထူးကြတယ်ကုသိုလ်ကံထူးသောဘုံပြေဖြစ်တယ်သူတို့ဒီအနှစ်1000ရှိတယ်မွေးသောနေ့ကနေပြီးတော့သေသောနေ့တိုင်အောင်အနှစ်1000ရှိကြတယ်အနှစ်1000မပြေတော့သေသွားတဲ့လူတယောက်မှမရှိဘူးဒါမြောက်ကျွန်းရဲ့ထူးခြားချက်မြင့်မို့တောင်ရဲ့တောင်ဘက်သဘူတေကျွန်းနဲ့နေကြသောလူတို့ဒီအသက်နှံ့မူသေးမရှိဘူးတခါတရံအသင်ချေရတိအောင်အသက်ရှိတယ်အသင်ချေရရှိတော့အခါအသက်တွေဟာကိုယ့်အသက်လည်းမသိဘူးသူ့အသက်လည်းမသိဘူးမင်းအသက်ဘယ်လောက်ရှိလဲမသိဘူးကိုယ့်အသက်လည်းမသိဘူးအသင်ချေရတိအောင်အသက်ရှိတယ်ညမယံခံဆုတ်သွားတယ်ဆုတ်သွားတော့အခါဆယ်နှစ်တန်းရှိအောင်ဆုတ်တယ်ယနေ့တို့သဘူတေကျွန်းသူကျွန်းသားတို့အသက်ဒီလူတို့အသက်100တန်းဖြစ်တယ်100တန်းဆိုတော့လေမြတ်စွာဘုရားပွင့်လွန်မှုသောအချိန်ကလည်း100တန်းပဲဖြစ်တယ်ယနေ့လည်း100တန်းပဲဖြစ်တယ်100တန်းဖြစ်တော့မြတ်စွာဘုရားရှင်လက်ထက်က100ပြည့်သူများကြတယ်ယနေ့ကမှတော့100တန်း